ကပ္ပဖလားမှာဘောလုံးအင်အားကြီးစပိန်နဲ့ဥရုဂွေးကိုတရေကစားပြီးဘောလုံးပရိသတ်တွေကိုအားတင့်စေခဲ့တဲ့လူဦးရေ6 သိန်းကျော်တာရှိတဲ့ကျွန်းစုနိုင်ငံ Cape Verde တင်အားလုံးပဲမင်္ဂလာပါ Cape Verde ကိုခေါ်တဲ့အာဖရိကနိုင်ငံလေးကလူဦးရေ6 သိန်းကျော်တာရှိတဲ့အတ္တလန္တိတ်သမုဒ္ဒရာထဲကကျွန်းစုနိုင်ငံလေးပဲဖြစ်ပါတယ်ကမ္ဘာဘောလုံးအင်အားကြီးနိုင်ငံတွေကြားမှာလူအများတတိမထားမိခဲ့တဲ့ဒီတင်းဟာအခု2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုတမိုင်းတလျှောက်ပထမဆုံးချိန်ဝင်ရောက်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာကိတ်ဘာဒီနိုင်ငံအသင်းတွေတမိုင်းတလျှောက်အကြီးမားဆုံးအောင်မြင်မှုလည်းဖြစ်ပါတယ်။ပိုပြီးအားတရကောင်းတာကတော့ကမ္ဘာဖလား Group 8မှာရောက်ရှိနေတဲ့ကိတ်ဘာဒီတင်းကဥရောပထိပ်သီးအသင်းကြီးဖြစ်တဲ့စပိန်အသင်းကိုမရှိတရေကစားနိုင်ခဲ့တယ်လို့တောင်အာဖရိကအင်အားကြီးအသင်းဖြစ်တဲ့ဥရုဂွေးကို2-0စီတရေရအောင်ကစားပြထားနိုင်တာပဲဖြစ်ပါတယ်။ဒီလိုအားတစ်စရာရလဒ်တွေကြောင့်ကမ္ဘာတဝန်းဘောလုံးပရိသတ်တွေကတော့ဂိတ်ဘာဒီတင်းကိုတတိထားမိလာတာပဲဖြစ်ပါတယ်။ဂိတ်ဘာဒီတင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာဆော်ဒီအာရေဗျအသင်းနဲ့ကစားမှာဖြစ်ပြီးတော့ဒီပွဲမှာအနိုင်ရလဒ်တာရရှိခဲ့ရင်အုပ်စုနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။အကယ်၍တရေရလဒ်တာရရှိခဲ့ရင်လည်းအုပ်စုနောက်တစ်ဆင့်တက်ရောက်ဖို့အခွင့်အရေးတော့ရှိနေဦးမှာပါ။ကဲပေါ်လာတော့ဘယ်လိုထင်ပါတယ်လဲ။ဒီတင်းဟာကမ္ဘာဖလားအုပ်စုနောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မလားဆိုတာအောက်ကကွန်မန့်မှာမှတ်ချက်လေးပေးသွားကြပါဦးဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်